အားလုံးပဲမင်္ဂလာပါဗျာနော်ကိုတက် channel ကြီးကကိုရီမတွေအားလုံးပဲမင်္ဂလာပါလို့နော်ဥပဒေနေဟိုတစ်ဘက်ကကျွန်တော် live မလွှင့်ရဘူးတော့မအားလို့တော့ live မလွှင့်ရဘူးဒါပေမဲ့ကဏ္ဍလေးတွေကျွန်တော်တင်ပေးတယ်ကဏ္ဍလေးတွေတင်ပေးတဲ့အခါမှာတစ်ပတ်လုံးမှာလုံးဝအောင်မြင်မှုရရှိတယ်လုံးဝလည်းကျွန်တော်ကြိုးစားပေးတယ်လုံးဝလည်းအဆင်ပြေတယ်နော်ဝီကွက်တွေရောပြီးတော့ဝီကွက်တွေရောကဏ္ဍအခွေလေးเนาะကဏ္ဍအခွေလေး၄လုံးရယ်ပြီး10ပတ်တီးရယ်เนาะ10ပတ်တီးရယ်ကိုကျွန်တော်လုံးဝအောင်မြင်မှုရရှိတယ်အခွေလေးဆိုလည်းလုံးဝအောင်မြင်မှုရရှိတယ်ဟုတ်ပြီလားဒီနေ့နေ့7နိုင်10မိနစ်အတွက်เนาะကျွန်တော်ခဏန်းလေးတွေပြောပါတော့မယ်၄လုံးခွေလေးပါเนาะ7နိုင်10မိနစ်အတွက်ကျွန်တော်ခဏန်း၄လုံးခွေလေးရတော့เนาะတနေ့နေ့12နာရီ10မိနစ်အတွက်ကျွန်တော်ရဲ့၄လုံးခွေလေးရ35358ဖြစ်ပါတယ်35358မှာဗာရမယ်ဆိုရင်เนาะ3080เนาะ308050เนาะ3ဘက်ရှိပြီเนาะ3538เนาะ353885ဆိုတော့ကဏ္ဍလေး6ဘက်ရပါမယ်เนาะဟုတ်ပြီလားတော့အခွေလေးမှာလုံးဝရှားပါမယ်မနေ့ညเนาะညနေစီတော့မနေ့စီတော့ကျွန်တော်တနေ့လုံးစာပါဗျာဒီအခွေလေးရတာဟုတ်ပြီလားနေခင်းညရင်ကျွန်တော်နေညရင်အောင်မြင်မှုရရှိကြအောင်လုံးဝနော်ကိုရီမတွေအားလုံးပဲစင်ပြီးသေးရမယ်ဟုတ်ပြီလားเนาะအားလုံးပဲစင်ပြီးသေးရမယ်အကောင်းဆုံးကျွန်တော်အခွေလေးကိုထုတ်ပေးထားတာဖြစ်ပါတယ်เนาะတနေ့လုံးစားပါเนาะဟုတ်ပြီလားကျွန်တော်ရဲ့ကိုတက် channel လေးကိုတူးစီနဲ့ပတ်သက်တဲ့နေရာညှောက်တင်နေနေအောင်ညှောက်ပြီးပါ share တင်နေနေအောင် share ပေးပါလို့เนาะဟုတ်ပြီเนาะအားလုံးပဲလက်မလေးတယောက်တစ်ချက်လေးနှိပ်ပြီးတော့ပါအောင်ဗျာเนาะများတွေ့များမြင်အောင်လည်း share ပေးကြပါဦးเนาะကျွန်တော်တကွာကောင်းလေးတော့ပြောတော့ဗျာ100 6ခွက်တွေကအကုန်လုံးကခွေလေးဆိုအကုန်လုံးကောင်းတယ်ဗျာเนาะအဲ့ဒါလေးထိုးထားကြပါတနေ့လုံးစာတော့ပါเนาะဟုတ်ပြီလားမနေ့ကောညနေရောလုံးဝ share ပေါင်းမဲ့ကဏ္ဍလေး6ခွက်ဖြစ်ပါတယ်အခွေလေးပဲဖြစ်ပါတယ်ကဏ္ဍလေး6ခွက်ထွက်ပါတယ်เนาะအားလုံးပဲကိုထက် channel ရဲ့အားလုံးပဲကျေးဇူးတင်ပါတယ်เนาะဟုတ်ပြီလား